ရန်ပျော်ရွှင်ခဲ့ရတဲ့ခီးစဉ်တစ်ခုဒါကတော့ကျွန်တော်တို့တွေမလေးရှားမှာစက်ရုံအသီးသီးကနေပြီးတော့နိုင်ငံသားတွေစုပေါင်းပြီးတော့ဘတ်စကားနဲ့တွားရောက်လည်ပတ်တဲ့ခီးစဉ်ပဲဖြစ်ပါတယ်မင်္ဂလာပါအောင်သူမြတ် official Facebook အကောင့်နဲ့မျိုးထူးစာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ယခုတခါရောက်ရှိနေတဲ့နေရာလေးကတော့မလေးရှားနိုင်ငံရဲ့နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ခုလိုမျိုးမြူပင်နှင်းနေဆောင်းရာသီရောက်တဲ့လိုမျိုးတဝါကြီးကြီးစုခံစားရမယ်တဝါကြီးအပန်းဖြေလို့ရမယ်ငါတင်ဟိုက်လက်တောင်ပေါ်ကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်အောက်ကိုလှမ်းကြည့်လိုက်ပါဦးဗျာ Oh my god Oh papa လုံးဝ amazing အရန်ကိုအေးချမ်းပြီးတော့အရန်ကိုတာယာလှပနေတဲ့ဖြူအလှပကြီးကိုတဝါကြီးကြီးစုခံစားရမှာပဲဖြစ်ပါတယ်ငါတင်ဟိုက်လက်တောင်ပေါ်ကိုတွားရောက်လေကြည့်ပါအရန်ပျော်ရွှင်စရာကောင်းပါတယ်ကန်တေဟိုင်းလက်တောင်ပေါ်ဆိုရင်လေစရာနေရာတွေကများစွာထားရှိကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်တောင်အပေါ်ဆုံးနဲ့တောင်အောက်ထိလေစရာတွေကနေရာတွေကများစွာတည်ရှိပါတယ်ဓာတ်ပုံလှလှလေးတွေဗီဒီယိုလှလှလေးရိုက်ဖို့အတွက်ဆိုအရန်အဆင်ပြေပါတယ်